မင်းစဉ်းစားလေကွာရှောင်ကြရည်ကြီးပဲကွာငါပတ်ဝန်းကျင်ကဘယ်လိုခင်ရပါလဲငါဘယ်လိုရမှာတော့မင်းပြန်လာငါပြန်လာဘယ်လိုပြရမှာလဲမင်းစဉ်းစားလေကွာရှိပါလေသူ။ သမီးအသက်က20ပါလေမင်းတို့တွေဒီเจ้าနဲ့အเจ้าသားတွေဖြစ်နေပြီเจ้าဝင်းထဲမှာရန်ဖြစ်နေကြတာမဆက်ကြဘူးလားဟင်ဒီတเจ้าထဲမှာအတူတူနေပြီးတော့အချင်းချင်းစစ်စစ်လောင်းလောင်းချစ်ချစ်ခင်ခင်နေရမယ်ဆိုတာမင်းတို့နားမလည်ကြဘူးလား